20ခွန်ဝါဆိုပန်းကပ်ပွဲဝါဆိုလပြည့်ကျော်တရက်နေ့တွင်ကျောင်းမှဝါဆိုပန်းကပ်ရင်ပျော်စရာကောင်းမည်ဟုသောအဆိုကိုဆရာမဒေါ်ခင်စန်းကအမှတ်မထင်တင်ပြလိုက်သည်တို့ရတွင်ကြံသည့်ဆရာဆရာမများအားလုံးကအလေးနက်ထောက်ခံကြ၏ကျောင်းသားများကိုပြောပြရာကျောင်းသားများအလွန်ပျော်ကြသည်တအိမ်တမက်ကုသိုလ်ပါဝင်ကြသည်ဝါဆိုလပြည့်ကျော်တရက်နေ့တွင်ငိမ့်ချမ်းနှင့်ကျောင်းသားများကတကယ်ပင်ဝါဆိုပန်းခူးသွားကြသည်တအုပ်ကြီးရွာမှထွက်သွားရသည်ကပင်ပျော်စရာကောင်းလာသည်ရွာအပြင်သို့ရောက်သောအခါကျောင်းသားများသည်ခုံပေါက်မြူးရူးနေကြ၏ချို့ကသချင်းအော်ဆိုကြသည်ရွာ၏အနောက်တမိုင်ခန့်ရှောက်မိကြသောအခါမြောင်းပေါင်တွင်စီတန်း၍ပေါက်နေသောသပြေပင်တန်းကိုတွေ့ရသည်ငိမ့်ချမ်းနှင့်ကျောင်းသားအချို့ကပင်ပေါ်သို့တက်ခါသပြေပန်းချိုးကြသည်ကြံကျောင်းသားများကအောက်မှကောက်ကြသည်ကျောင်းသားအချို့ကရာဇီရိုတန်းများမှဂျိုးပန်းပင်များကိုရှာ၍ချိုးကြသည်ဂျိုးပန်းသည်အပွင့်ပြူပြူကလေးနှင့်အလွန်မွှေးသောပန်းဖြစ်၏တပြေပန်းတွေအများကြီးရပြီဂျိုးပန်းတွေလည်းအများကြီးရပြီငိမ့်ချမ်းနှင့်ကျောင်းသားများသည်ချွေးရွှဲနေကြပြီမြောင်းထဲတွင်ဆင်း၍ရေချိုးကြသည်ပျော်စရာကောင်းလာ၏ကျောင်းသို့ရောက်သောအခါအစဉ်သင့်စောင့်နေကြသောဆရာမကြီးဒေါ်သိန်းဤနှင့်ကျောင်းသူများကတပြေပန်းများကိုစီး၍ကောင်းအောင်ပြန်ချိုးကြသည်မကြာမီပင်မန်းလေးမှဦးလာမင်းဦးလူအေးဒေါ်ခင်တေးဒေါ်ခင်စန်းတို့ရောက်လာကြသည်သူတို့နှင့်အတူမေမျိုးပန်းများသစ္စာပန်းများနှင်းပန်းများပါလာကြသည်ထိုပန်းများကိုတပြေပန်းနှင့်တွဲ၍အစည်းကလေးများပြုတ်လုပ်ကြသည်ဆီယာမများနှင့်ကျောင်းသူများမှာရီကြမောကြပန်းစည်းကြနှင့်ပျော်စရာကောင်းလာသည်ဝါဆိုပန်းကလိုက်မိကျောင်းသူကျောင်းသားအားလုံးတယောက်ပန်းတစ်စီးရကြမည်ထိုအချိန်တွင်6တန်း9တန်းမှကျောင်းသားများကရွာထဲမှအိုးစီလေကွင်းဝါလက်ခုပ်ပလွေစသည်တို့ကိုငှားလာကြသည်အိုးစီကကျိုးလျော်နေ၍အတန်ကောင်းကောင်းမထွက်ငိမ့်ချမ်းနှင့်ဦးလာမင်းကအိုးစီကျိုးတင်းအောင်ဆွဲပေးသည်ကိုလူအေးကကျောင်းသားတစုနှင့်အိုးစီတချင်းနှင့်တန်ကြက်ဆက်ရင်တဝါဝါဖြစ်နေသည်အိုးစီတင်းသွားပြီကျောင်းသားတို့ဝမ်းသာအားရလက်ခုပ်တီးကြ၏ဆရာမများနှင့်ကျောင်းသူများကပန်းစည်းနေရာမှအိုးစီဝိုင်းဘက်သို့ခေါင်းငယ်ကြည့်ကြသည်အိုးစီပတ်စာကပ်၍ပြီးသွားပြီမောင်ငယ်ကအိုးစီတီးမည်မြစ်တန်းကပလွေမှုတ်မည်တန်းရွှေကလင်ကွင်းတီးမည်ကျော်အောင်နှင့်မောင်ပိုးတို့ကဝါလက်ခုပ်လိုက်ကြမည်မောင်ဝင်းကဥရွှေရိုးကမည်မောင်တိုးနှင့်အဖွဲကသချင်းဆိုတန်ကြက်တိုင်ကြမည်အလွန်မြိုင်သောဝိုင်းတစ်ဝိုင်းဖြစ်သွား၏ထမတစ်ပိုက်စတီးသည်အဆိုသမားတို့ကကောင်းကောင်းဆိုတတ်ကြ၏ပလွေသမားကလည်းမဆိုးလှအိုးစီသမားကအတန်မြောင်သာကြိုးစားနေရ၏လင်ကွင်းသမားကတိုးလိုက်ကျဲလိုက်နှင့်ဝါလက်ခုပ်သမားများမှနှစ်ယောက်တည်းပင်ညီအောင်မတီးနိုင်တစ်ချက်စီကြနေ၏ဥရွှေရိုးမောင်ဝင်းမှာကွေးအောင်ကနေသည်တချင်းဆုံးသွားပြီအိုးစီသမားမှာဘလို့ရက်ရမှန်းမသိနောက်မှရက်ချင်တယ်လို့ရက်ချလိုက်သည်ဝါလက်ခုပ်သမားနှစ်ယောက်ကြံနေ၏ဥရွှေရိုးလည်းကိုယိုကာယာဖြစ်နေ၏အားလုံးမှာရည်၍မဆုံးအောင်ဖြစ်နေသည်တက်ကျွမ်းနားလေသောပညာသည်တယောက်မှမပါကျောင်းသားများသာတီးကြခြင်းဖြစ်သည်မှားခြင်းမှမှန်ခြင်းမှန်ပျော်စရာကောင်းလာသည်ဒုတိယတစ်ပုတ်ထပ်မတီးမီနည်းနည်းပါးပါးနားလေသောကိုလူအေးကပြုပြင်ပေးသည်အိုးစီကိုဘလို့ချလင်ကွင်းကိုဘလို့တီးဝါလက်ခုပ်ကဘလို့လိုက်ဟုပြပေးသည်ဥရွှေရိုးဆိုသူဟာကိုယ်အောင်ကရသည်မဟုတ်ဒူးကိုခွင်ဖေကိုနောက်ပစ်ထားခါအောင်ရှေ့ကိုကိုင်းလက်ဖက်ကထီးကိုကိုင်းစီးချက်ချကြအောင်လှဲ့ဘက်ကမျက်စိကိုမြများလှုပ်နှခမ်းမွေးကိုတွန့်တွန့်ပြခေါင်းပေါင်းစားကိုရှည်ရှည်ချမျက်နာကပြောင်လေကောင်းလေကိုလူအေးကပြောရင်းတင်ရင်းစိတ်ပါလာသောကြောင့်နမူနာလုပ်ပြသောအခါဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများဦးတက်မတက်ရည်ကြသည်အချို့မှာရည်လုံး၍မျက်ရည်များပင်ထွက်နေကြ၏ဒုတိယအကြိမ်ပြန်တီးသောအခါတော်တော်ဟုတ်လာသည်အတီးသမားများမှာကိုယ့်ဘာသာသဘောကျ၍တပြုံမြုံဖြစ်နေကြသည်အကာသမားမှာလည်းကိုလူအေးအသင်ပြကောင်းမှုကြောင့်ပုံစံကျလာသည်မောင်ဝင်းမှာပင်ကိုကပင်အပြောင်ဆတန်၍ဥရွှေရိုးအကနှင့်အလွန်လိုက်သည်ပန်းစည်းနေကြသောကျောင်းသူများမှာအတီးနှင့်အကကိုကြည့်ကာရင်းနေရ၍အလုံးမတွင်အောင်ဖြစ်နေကြသည်ပန်းအားလုံးစီး၍ပြီးသောအခါအတီးအဖွဲ့မှာတော်တော်ဟုတ်နေပြီဆီယာမများနှင့်ကျောင်းသူများပြုတ်ပြုတ်ပြင်းပြင်းလှုပ်ပြီးကြသောအခါကျောင်းသူကျောင်းသားအားလုံးကျောင်းရှိမှတန်းစီကြသည်ဆရာဆရာမများကပန်းစည်းများလိုက်ဝေကြသည်အတီးအဖွဲ့ကနောက်ဆုံးတွင်နေရာယူ၏အားလုံးအစင်သင့်ဖြစ်သောအခါကျောင်းမှထွက်ခဲ့ကြသည်ရွာလယ်လမ်းမကြီးတွင်တန်းစီ၍သွားကြသောအခါရွာထဲမှကလေးများရောလူကြီးများပါထွက်ကြည့်ကြသည်ပန်းစည်းများကင်သွားကြသောကျောင်းသူကျောင်းသားများကိုကြည့်ကာကြည်နူးကြသလိုအိုးစီဝိုင်းနှင့်ဥရွှေရိုးအကကိုကြည့်ကာရည်ကြသည်ဖ
ဘုန်းကြီးကျောင်းသို့ရောက်သောအခါဆရာတော်နှင့်တကွဒကာဒကမအချို့ကအစဉ်သင်းဆောက်ကြို၍ဖျော်ရည်များတိုက်ကြသည်ဖျားရှင်တွင်ပြင်ဆင်ထားသောပန်းအိုးများ၌ပန်းများကိုထိုးကြသည်ဆရာတော်ထံ၅ပါးသီလခံယူကြပြီးနောက်ဆရာတော်ချပေးသောပန်းကပ်ဖျားရှိခိုးကိုလိုက်ဆိုကြသည်ဆရာတော်၏ဆုံးမဩဝါဒစကားကိုနာယူမှတ်သားကြသည်ထိုနေ့ကဆရာဆရာမများရောကျောင်းသားကျောင်းသူများပါဝမ်းသာကြကြည်နူးကြပျော်ရွှင်ကြသည်28ကျောင်းအုပ်ကြီးဆရာအလုပ်တော်များနေလားငင်းညမ်းသည့်စာအုပ်စည်းများခေါင်းမော၍လုံနေရမှကြည့်လိုက်သောအခါစပွဲရွှေတွင်ရက်နေသည့်မွန်ရီသောဧည့်သည်တစ်ယောက်ကိုတွေ့ရသည်ဧည့်သည်၏လေသံမှရင်းနှီးနှီးဖြစ်တော်လဲထိုဧည့်သည်ကိုငင်းညမ်းတစ်ခါမှမတွေ့ဘူးပေအလင်းတကာလိုကျောင်းစစ်လာသောပုဂ္ဂိုလ်လားဟုငင်းညမ်းတွေးနေမိသည်တို့ရတွင်စစ်ချင်ရစစ်ပူစရာမရှိငင်းညမ်းတို့ကျောင်းမှာအားလုံးစနစ်ကျလှုပ်ထားသည်အလုံးမများပါဘူးခမစီးရင်စာအုပ်တွေတွက်နေတာပါထိုင်ပါခမငင်းညမ်းကဧည့်သည်အားကလထိုင်တစ်လုံးတွင်ထိုင်ခိုင်းလိုက်သည်ဧည့်သည်အားကလထိုင်တွင်ထိုင်ပြီးနောက်သူ၏လက်ဆွဲအိတ်ကိုစပွဲပေါ်တင်လိုက်သည်ဆရာကတော့တိတ်နာမည်ကြီးတာပဲလူတိုင်းကချီးမွမ်းနေကြတယ်ဧည့်သည်၏အဆက်ဆက်မရှိချီးကျူးစကားကြောင့်ငင်းညမ်းမှာဘာပြောရမှန်းမသိအောင်ဖြစ်နေသည်ကျွန်တော်ကဦးငင်းချမ်းကိုအ ਨੇ ဆုံးလူလက်အရွယ်တော့ဖြစ်မယ်ထင်နေတာအခုတွေ့ရတော့လူငယ်ပဲရှိသေးတာကိုယခုအချိန်ထိတူးဆန်းသောဧည့်သည်ကိုငင်းညမ်းဘာပြောရမှန်းမသိသေးပါသူဆက်ပြောမည်ကိုသာနားထောင်နေရသည်ကျွန်တော်ကအောင်တယ်မှာဗျာဆရာကြီးဦးအောင်တယ်ငင်းညမ်းမှာအံ့ဩဝမ်းသာဖြစ်၍နေရာမှထားလိုက်သည်လွန်ခဲ့သည့်3ရက်ကပင်ဤကျောင်းတွင်ကျောင်းအုပ်ကြီးရောက်လာမည်ဖြစ်ကြောင်းရုံးစာကိုငင်းညမ်းရထားသည်ဦးအောင်တင်ကဆရာကြီးဒီမှာထိုင်ပါခမငင်းညမ်းကသူထိုင်နေသောနေရာမှဖယ်ပေးလိုက်သည်ကျောင်းအုပ်မရှိသောဤနေရာတွင်ကျောင်းအုပ်ကိုစားထိုင်၍ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ယခုကျောင်းအုပ်ရောက်လာပြီကိစ္စမရှိပါဘူးဆရာထိုင်ပါဆရာလောက်တာဒီမှာတိတ်ကိုအောင်မြင်နေတာပဲကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်နဲ့ဆရာအရှိန်မပြအောင်ဆက်ထိန်သွားကြတာပေါ့ဆရာလည်းဆက်ရှိနေမှာဆိုတော့ဟန်ကြပါတယ်ကျွန်တော်ကတော့ကျောင်းရဲ့အခြေအနေတွေကိုဘာမှပြည့်စုံစုံမသိသေးဘူးဆရာရှိရပါကျွန်တော်ဘာလုပ်တဲ့လဲဆိုတဲ့အကြံဉာဏ်လည်းပေးပါရင်းနှီးနှီးပေါ့ဆရာလိုလူနဲ့တွေ့ရတာကျွန်တော်သိတ်ကန်ကောင်းတယ်ငင်းညမ်း၏စိတ်ထဲမှာလဲဤကဲ့သို့သဘောထားပြေဝသောဆရာကြီးနှင့်တွေ့ရသည်မှာကံကောင်းသည်ဟုအောက်မေ့လိုက်သည်ငင်းညမ်းကဆရာဆရာမများအားလုံးကိုလိုက်ခေါ်သည်ဆရာဆရာမများပန်းပြေနားယူခန်းတွင်စုဝေး၍ကျောင်းဆရာကြီးနှင့်မိတ်ဆက်ပေးသည်ဆရာကြီးကသူကြားသိခဲ့ရသောသတင်းများအရဆရာဆရာမများကိုချီးကျူးသည်ကျောင်းလုပ်ငန်းအကြောင်းကိုမေးကြဖြေကြနှင့်ရင်းနှီးနှီးစကားပြောကြသည်ဆရာကြီး၏မျက်နှာမှာအစဉ်ပြုံးချိုနေသည်တို့ရတွင်ဟန်လှုပ်ထားသောအပြုံးမဟုတ်မျက်နှာချိုသွေးသောအပြုံးမဟုတ်ပင်ကိုပြုံးရိုးသားတီကြည်သောအပြုံးရင်းနှီးဖော်ရွေသောအပြုံးစိတ်သဘောထားကြီးမားသူ၏အပြုံးစစ်စစ်ဖြစ်သည်မွန်ရီယုံမကစိတ်သဘောထားပြေဝသောကျောင်းအုပ်ကြီးကိုခဏအတွင်းမှာပင်ဆရာဆရာမများအားလုံးကခင်မင်လေးစားသွားကြသည်ငင်းညမ်းနှင့်ဆရာဆရာမများသည်မာလိမ်မှုမရှိသေးသောသင်္ဘောကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိမ်းခဲ့ရသူများနှင့်တူကြသည်ယခုမာလိမ်မှုရောက်လာပြီတက်ကုံလက်ကုံရွက်စုံဖွင့်ရန်သာရှိတော့သည်29ကျောင်းဖွင့်ပွဲနှင့်စုပေးပွဲကျောင်းမီးအလဲတန်းကျောင်းတွင်အစအုံလည်းပြည့်စုံပြီးပရိဘောကလည်းပြည့်စုံပြီးကျောင်းသားများကလည်းအတန်းဆုံးတက်ရောက်နေကြပြီကျောင်းကြီးလည်းရောက်လာပြီအလဲတန်းကျောင်းအင်္ဂရက်များနှင့်ပြည့်စုံညီညွတ်ပြီအလဲတန်းကျောင်းဖွင့်ပွဲလုပ်ရန်အကောင်းဆုံးအချိန်ရောက်ပြီဖြစ်ကြောင်းငိမ့်ညမ်းကကျောင်းအုပ်ကြီးကိုအကြံပေးသည်ကျောင်းအုပ်ကြီးကသဘောတူသည်ဆရာဆရာမအားလုံးနှင့်တိုင်ပင်ပြီးနောက်မိဘဆရာအသင်းတင်းလုံးကျွတ်အစည်းအဝေးခေါ်သည်ယခင်နှစ်ကမိဘဆရာအသင်း၏ဥက္ကဋ္ဌဖြစ်ဆောင်ရွက်သောငိမ့်ညမ်းကရငွေသုံးငွေကြံငွေများကိုစီးရင်ရှင်းပြသည်လှုပ်ဆောင်ခဲ့ရသည့်အခြေအနေနှင့်အတွေ့အကြုံများကိုအကျဉ်းချုံး၍တင်ပြသည်မိဘဆရာအသင်းအသစ်ကိုဖွဲ့စည်းသည်ကျောင်းအုပ်ကြီးဦးအောင်တင်ကဥက္ကဋ္ဌဖြစ်လာ၍ငိမ့်ညမ်းကအတွင်းရေးမှူးဖြစ်သည်ကျန်သည့်အမှုဆောင်များကိုလည်းအသင်း၏ဖွဲ့စည်းပုံအရရွေးချယ်တင်မြှောက်ကြသည်အသင်းဖွဲ့ပြီးသောအခါအများသဘောတူသည့်အသင်းကြီးသတ်မှတ်ကြသည်ရှေ့လုပ်ငန်းစဉ်များနှင့်ကျောင်း၏တိုးတက်ရာတိုးတက်ကြောင်းမိဘများကဆွေးနွေးတင်ပြအကြံပြုကြသည်နောက်ဆုံးအစီအစဉ်တွင်ကျောင်းဖွင့်ပွဲအတွက်ဆွေးနွေးညှိနှိုင်းကြသည်ဖွင့်ပွဲအတွက်မန်းတပ်ကိုကျောင်းသားမိဘတဦးဖြစ်သောဦးခင်မောင်ကကူညီမည်အကျွေးမွေးကိုရွာမှတာဝန်ယူမည်ပြီးခဲ့သည့်နှစ်ကစာမေးပွဲကြီးတွင်တန်းတိုင်းမှပထမရသောကျောင်းသူကျောင်းသားများနှင့်
လေးတန်းတွင်တန်းလုံးကျို့အောင်မြင်အောင်ဖြေဆိုကြသည့်ကျောင်းသူကျောင်းသားများကိုဖွင့်ပွဲနေ့တွင်ဆုပေးမည်တန်းလုံးကျို့အောင်မြင်အောင်သင်ပေးသောဆရာမနှင့်လုပ်အားပေးဆရာဆရာမများကိုလည်းဆုပေးရန်မိဘတဦးကတင်ပြသည်ဆုပေးရန်ငွေကိုစေနာရှင်မိဘများကထည့်ဝင်ကြသည်ဖွင့်ပွဲနေ့တွင်ကျောင်းသူကျောင်းသားများ၏အစွမ်းပြအကအဆိုကလေးများပါဖို့ကိုကိုလူအေးနှင့်ဆရာမများကတာဝန်ယူကြရသည်ဗဟိုရုပ်ရှင်လာရောက်ပြသပေးဖို့ကိုကျောင်းအုပ်ကြီးကတာဝန်ယူသည်ကုံသွယ်ရေးတစ်စပါးအဝယ်တိုင်းမှကိုနတ်စိန်တို့အဖွဲ့ကမန်းလေးမှချင်းဝိုင်းကောင်းကောင်းတစ်ခုဖဲ့၍ကိုညီမည်ဟုကတိပြုသည်ဦးသေးတာကသူတယောက်တည်းတာဝန်ယူ၍ငိမ့်ထက်မည်ဟုဆိုသည်ငိမ့်ညံကဦးသေးတာအကုန်ကြများမည်ဆို၍မထက်ရန်တောင်းပန်သည်သို့တော်ဦးသေးတာကလက်မခံနောက်ဆုံးတွင်အငိမ့်ထက်ခွင့်ပြုလိုက်ရသည်ကျောင်းတန်ရှင်ရေးဆေးတုပ်ဖို့တာဝန်ကိုကျောင်းသားမိဘတဦးဖြစ်သောဦးချစ်ကတာဝန်ယူသည်မကောင်းသောအိမ်သားများကိုဖျက်ပြီးလျှင်အိမ်သားအသည့်အိမ်သားချင်းအသည့်ဖြစ်ရေးကိုကျောင်းသားမိဘတဦးဖြစ်၍ကျေးရွာလူကြီးများဖြစ်သောဦးညိုတုံးနှင့်ငိမ့်ညံတို့ကတာဝန်ယူကြသည်ကျောင်းဆိုင်ဖို့အချိန်မီရရှိရေးကိုဦးလမင်းကတာဝန်ယူသည်ဖွင့်ပွဲနှင့်စုပေးပွဲမတိုင်မီတာဝန်ကိုစီခွဲ၍ပြင်ကြစင်ကြလောက်ကင်ကြသည်တိုက်ညီလက်ညီရှိ၍ပျော်စရာကောင်းလာသည်အချိန်မီပြီးကြသည်ဖွင့်ပွဲနေ့သို့ရောက်သောအခါကျောင်းဝင်းထဲတွင်ဦးခင်မောင်၏မန်းတက်ကြီးမှာရွှေရောင်တဖိတ်ဖိတ်တောက်နေ၏ကျောင်းမီးရွာဆိုရလန်လန်းကျောင်းဖွင့်ပွဲနှင့်စုပေးပွဲဟူသောစလုံးကြီးများကိုမန်းတက်၏နဖူးစည်းတွင်ထင်ရှားစွာတွေ့ရသည်ကျောင်းရှိတွင်လွင့်ထူထားသောပြည်တော်စုအလံမှာလေအဟုန်တွင်တလွင့်လွင့်ဝင်ကြွားနေ၏ဖွင့်ပွဲစတင်ကျင်းပရန်သတ်မှတ်ထားသောနနက်9 နာရီအချိန်တွင်ကျောင်းသူကျောင်းသားများဆရာကြီးနှင့်ဆရာဆရာမများကျောင်းသားမိဘများမန္တလေးတိုင်းပညာဝန်ခရိုင်ပညာဝန်နှင့်ပသိမ်ကြီးမြို့မှမြို့နယ်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များအခြားဖိတ်ကြားထားသည့်ဧည့်သည်များစုံညီစွာတက်ရောက်ကြသည်ကျောင်းရှိတွင်ကျောင်းသူကလေး2 ယောက်ကဖဲကြိုးကိုတန်းနေအောင်ကင်ထားသည်ထိုဖဲကြိုးကိုမိုးပြန်ပူပေါင်း50တို့ကတင်းနေအောင်ဆွဲထား၏ဦးသေးတာနှင့်မဟာသဘောတို့ကဖဲကြိုး၏2 နေရာကိုကတ်ကြီးကိုစီဖြင့်ဖြတ်လိုက်ကြသည်မိုးပြန်ပူပေါင်းများသည်ကောင်းငင်သို့တက်သွားကြ၏ကျောင်းသူကျောင်းသားများနှင့်တကွအခမ်းအနားတက်သောဧပရိသတ်အားလုံးကဝမ်းသာအားရလက်ခုပ်တီး၍ကောင်းကြီးပေးကြသည်ပူပေါင်းများ၏အောက်တွင်စာတန်းတစ်ခုချိတ်ဆွဲ၍ပါသွား၏ပညာသမာအာဘာနတ္တိပညာနှင့်တူသောအယောင်လင်းမြည်သည်မရှိဟု၍ဖြစ်၏ကျောင်းဝင်းအတွင်းသို့ဝင်ရောက်လေ့လာကြသောဧည့်သည်များကိုအသီးသီးနေရာထိုင်ခင်းပေး၍ဧည့်ခံကျွေးမွေးကြသည်ဆရာဆရာမများကကျောင်းသူကျောင်းသားများကိုမုန့်တုပ်များဝေပေးကြသည်နနက်10 နာရီတွင်ကျောင်းသူကျောင်းသားများနှင့်ဧည့်ပရိသတ်များမန်းတက်အတွင်းမှနေရာယူကြသည်တိုင်းပညာဝန်ခရိုင်ပညာဝန်ကျောင်းမီးကျောင်းအုပ်ကြီးနှင့်သက်ဆိုင်ရာမြို့နယ်လူကြီးများကစကားပြောကြသည်ဆုရသောကျောင်းသူကျောင်းသားများနှင့်ဆုရသောဆရာဆရာမများကိုလူကြီးများကဆုပေးကြသည်မန်းတက်အတွင်းမှလက်ခုပ်တံဖြင့်ညမ်းနေ၏ကျောင်းသူကျောင်းသားများ၏အဆိုအကာများနှင့်ဖျော်ဖြေတင်ဆက်သောအခါကောင်းကြီးဩဝါဒများမှာပို၍ပင်ဆူညံသွားကြတော့သည်နေ့ပိုင်းတွင်ချင်းအဖွဲ့ကဧည့်ခံသည်ညပိုင်းတွင်ရုပ်ရှင်နှင့်အငိမ့်တို့ကဖျော်ဖြေကြသည်တရွာလုံးတစ်ချောင်းလုံးပြုံးတပြုံပျော်နှင့်မျောမဆုံးသောနေ့ပင်ဖြစ်ပေသည်30မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်မိမိကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်ကလေးတန်းမှအာမန်ဖြင့်တန်ပြိုင်ဆိုလိုက်သောကျောင်းကောက်စီတချင်းတန်သည်လေထဲတွင်ဝဲပြန်၍ထွက်လာ၏ငိမ့်ညမ်းသည့်ကျောင်းရှိစိုက်ခင်းများတွင်ဖွံ့ဖြိုးရေးတာဝန်ကျကျောင်းသူကျောင်းသားများနှင့်အတူစိုက်ပျိုးနေရာမှကလေးတန်းစီသို့လမ်းကြီးလိုက်မိသည်မတ်တက်ရက်၍အာဘာရယတီဆိုနေကြသောကလေးများ၏ဟန်ပန်မှာချစ်စရာကောင်းလာသည်တီဆိုကြသောစာသားနှင့်အတန်ကလည်းတက်ကြစရာကောင်းလာသည်မှန်ပေသည်ယနေ့ကျောင်းသူကျောင်းသားတိုင်းသည်ကျောင်းမှန်မှန်တက်ခြင်းစာမှန်မှန်ကြိုးစားခြင်းကျောင်းစည်းကမ်းကိုလိုက်နာခြင်းဖြင့်မိမိကိုကောင်းသောကျောင်းသားများဖြစ်အောင်ကြိုးစားရမည်မိမိအတန်းကိုတန်ရှင်းသက်ရက်အောင်လှည့်ကျင်းခြင်းတန်းတွင်းရှိပရိဘောဂများကိုမကြိုးမပဲ့မပြောက်ပြက်အောင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းတန်းမိုင်ဆရာကသတ်မှတ်ထားသောတန်းတွင်းစည်းကမ်းများကိုလိုက်နာခြင်းတန်းဖော်ခြင်းရိုင်းပင်ကူညီခြင်းတို့ဖြင့်မိမိအတန်းကိုကောင်းအောင်ကြိုးစားသင့်ကြသည်မိမိတို့ပညာစည်းဝါးရာကျောင်းကိုလည်းမျက်နှာခင်တွယ်သည့်စိတ်ဖြင့်ဘက်ဘက်မှအကောင်းဖြစ်အောင်လှုပ်ဆောင်သင့်ကြသည်ဤအလေးအကျင့်ကောင်းခြေခံကောင်းများသည်နောက်တစ်နေ့ကြီးပြင်းသောအခါတိုင်းပြည်၏တာဝန်ကိုအကောင်းဆုံးကျေပွန်အောင်ထမ်းဆောင်သည့်ပြည်သူပြည်သားကောင်းများဖြစ်လာစေလိမ့်မည်
ထိုတိုင်းပြည်တိုးတက်၍ထိုလူမျိုးဂုံတက်တည်ရနှင့်ပြည့်စုံမည်မိမိကိုယ်လည်းကောင်းအောင်မနေမိမိအတန်းကိုလည်းကောင်းအောင်မလုပ်ကျောင်းကိုလည်းကောင်းအောင်မကြိုးစားသောကျောင်းသားသည်အနာဂတ်နိုင်ငံအတွက်အားပြတ်ဖွယ်ဖြစ်ပေမည်ငြိမ်းချမ်းသည့်အတွေးနယ်ချက်ရာမှစိုက်ပျိုးခင်းတွင်းရှိကျောင်းသူကျောင်းသားများကိုလှမ်းကြည့်လိုက်သည်ကျောင်းသူကျောင်းသားအားလုံးမှာပေါင်းနှုတ်သူကနှုတ်မြေဆွသူကဆွမြေဆွေးချသူကချတက်တက်ကြွကြွလှုပ်ဆောင်နေကြ၏ဤကျောင်းသားများမှာမိမိကျောင်းကိုကောင်းအောင်ကြိုးစားနေသူများဖြစ်ကြ၏ကျောင်းမီးကျောင်းသည်ကျောင်းတွင်ကျောင်းပြင်ပအမိုက်တရိုက်ကင်းတန်ရှင်းသက်ရက်ရုံများမကကျောင်းသားတို့ကိုယ်တိုင်စိုက်ပျိုးထားသောတစ်ပင်ပန်းမှန်တို့ဖြင့်လည်းလှနေသည်ရေရှည်စီမံချက်ဖြင့်ရေးရမည့်အပင်များအပွင့်လာမည့်အပင်များကိုစိုက်ပျိုးထားသလိုခရမ်းရုံးပရီပန်းကော်ပြီးစသည့်တီးပင်စားပင်များကိုလည်းစိုက်ပျိုးထားကြသည်ပွင့်ညသေးကြသောစိုက်ခင်းအလှတို့မှာကျောင်းသားများကိုယ်တိုင်ဖန်တီးထားကြခြင်းဖြစ်၏အလန်နာ၏ပတ်လည်တွင်ပြည်လုံးချမ်းသာပန်းပင်ကလေးများမှာရဲရဲနေအောင်ပွင့်နေကြသည်ငြိမ်းချမ်းသည့်ပြည်လုံးချမ်းသာပန်းများမှတစ်ဆင့်လေတွင်လွင့်၍ဝင်ကြွားနေသောပြည်ထောင်စုအလံကိုကြည့်မိသည်တိုင်းပြည်ချမ်းသာအောင်တိုင်းပြည်တိုးတက်အောင်ပြည်ထောင်စုသားအားလုံး၏တာဝန်ဖြစ်သည်ဟုငြိမ်းချမ်းတွေးနေမိသည်ထိုအချိန်တွင်ကလေးတန်းမှဆရာမသည်ကျောင်းသူကျောင်းသားများနှင့်အမေးဖြေလုပ်နေ၏မိမိကျောင်းကိုဘလို့ဖြစ်အောင်စူးစမ်းရမလဲမိမိကျောင်းကိုကောင်းအောင်စူးစမ်းရပါမယ်ဆရာမကလေးများကတန်ပြိုင်ညီညာစွာဖြေဆိုလိုက်ကြသည်31နှုတ်ဆက်ပွဲငြိမ်းချမ်းရုံးခန်းအတွင်းသို့ဝင်သွားသောအခါလက်ထဲတွင်စာနှစ်ဆောင်ကိုကိုင်ရင်းစဉ်းစားနေသောကျောင်းအုပ်ကြီးကိုတွေ့ရသည်ငြိမ်းချမ်းကိုမြင်မှဆရာကြီးကလက်မှစာနှစ်ဆောင်ကိုစပွဲပေါ်ချလိုက်သည်ငြိမ်းချမ်းကိုအထိုင်ခိုင်းသည်ရုံးကစာနှစ်ဆောင်ရောက်လာတယ်ဗျဟောဒီစာကတော့တိတ်ဝမ်းသာစရာကောင်းတဲ့စာပဲရော့ဖတ်ကြည့်ဆရာကြီးကစာအိတ်ကိုငြိမ်းချမ်းလက်သို့ပေးလိုက်သည်ငြိမ်းချမ်းကအထဲမှစာရွက်ကိုထုတ်ဖက်လိုက်သည်ဟာကိုလူကြီးကိုဒီကျောင်းမှာပဲအလဲတန်းပြစရာခန့်လိုက်တဲ့စာပါလားတိတ်ဝမ်းသာစရာကောင်းတာပဲငြိမ်းချမ်းမှာတကယ်ပင်ဝမ်းသာအားရဖြစ်နေသည်ဟုတ်တယ်ဆရာကျွန်တော်လည်းဝမ်းသာတာပဲကိုလူအေးကပိုတော့ဝမ်းသာအောင်မယ်ဆရာကြီးဒီနေ့လေကိုလူအေးကိုကြွေးခိုင်းရမယ်ငြိမ်းချမ်းကဝမ်းသာအားရပြောဆိုနေသလောက်ဆရာကြီးမျက်နှာကဝမ်းသာဟန်မရှိဆရာကြီးမျက်နှာတွင်ခါတိုင်းတွေ့နေကြအပြုံးကိုပင်မတွေ့ရဆရာကြီးထူးခြားသောအမူအရာကိုငြိမ်းချမ်းတန်တရားဖြစ်မိသည်တို့ရရင်ကိုလူအေးအတွက်ဝမ်းသာပျော်ရွှင်သည့်စိတ်ကားမလျှော့ဒီနောက်တစ်ဆောင်ကတော့ဝမ်းသာစရာလည်းကောင်းတယ်ဝမ်းနည်းစရာလည်းကောင်းတယ်ဆရာကြီးစကားမှာဗဟေရိဆန်နေသည်ငြိမ်းချမ်းကဆရာကြီးလက်မှစာကိုလမ်းကြည့်လိုက်ဟုတ်တယ်ဒီစာဆရာကိုထက်တန်းပြဆရာဖြစ်တိုးမြင့်ခန့်ထားလိုက်တဲ့စာဖြစ်တယ်ဒါပေမဲ့ဆရာချင်းတောင်ကတွန်းဆန်မျိုးကိုသွားရမယ်ဗျာရော့ဆရာဖက်ကြည့်ငြိမ်းချမ်းကစာကိုယူ၍ဖက်ကြည့်လိုက်သည်ဆရာအတွက်ကတော့ဝမ်းသာစရာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးတော့စိတ်မကောင်းစရာပဲဗျာဆရာကြီးမျက်နှာနဲ့ဆရာကြီးလေသံကအမှန်ပင်စိတ်မကောင်းဖြစ်နေကြောင်းဖော်ပြနေ၏ကျွန်တော်လည်းစိတ်မကောင်းပါဘူးဆရာကြီးငြိမ်းချမ်းကစာကိုခောက်၍အိတ်ထဲသို့ပြန်ထည့်လိုက်သည်ဒါပေါ့ဗျာကျွန်တော်ယုံပါတယ်ကျွန်တော်အဖို့တော့ဒီလိုပြောင်းရရွှေ့ရခွဲခွာရတာအဆန်းမဟုတ်ပါဘူးကျွန်တော်လည်းမကြခင်ကမှဒီလိုပဲပြောင်းရွှေ့ခွဲခွာလာခဲ့ရတာပဲဒါပေမဲ့မှန်တာပြောရရင်ဆရာနဲ့ခွဲခွာမှာတော့စိတ်ထဲမကောင်းဘူးဗျဆရာစဉ်းစားကြည့်ကျွန်တော်2လလောက်ပဲဆရာနဲ့တွဲရတာဒီလိုခံစားရရင်ကျန်တဲ့ဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေတော်တော်စိတ်ထိခိုက်လိမ့်မယ်အဲ့ဒါကိုကျွန်တော်စိုးရိမ်နေတယ်ဟုတ်ပါတယ်ဆရာကြီးကျွန်တော်မသွားမချင်းတော့ဘယ်သူမှမပြောတာပဲကောင်းမယ်ထင်တယ်ဟုတ်တယ်ကျွန်တော်လည်းဒီလိုပဲစဉ်းစားမိတယ်ဆရာဘယ်နေ့တရားထွက်မလဲဆရာမိဘစီကိုလည်းပြန်ပြီးနှုတ်ဆက်ရအောင်မယ်မလားဟုတ်ကဲ့ဆရာကြီးဒီနေ့ဗုဒ္ဓဟူးနေ့ဆိုတော့ကျွန်တော်တောက်ကြနေပဲထွက်မယ်စိတ်ကူးတယ်တောက်ကြနေညနေမှာအားလုံးပြောပြပြီးနှုတ်ဆက်လိုက်တာပေါ့နောက်နေ့ကကျောင်းပိတ်ရက်ဆိုတော့ဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေအတွက်ကောင်းမယ်ထင်တယ်ငင်းချမ်းအစီအစဉ်ကိုဆရာကြီးကသဘောကျသည်ထိုအချိန်တွင်ကိုလူအေးဝင်လာ၍ဆရာကြီးကခန့်စာကိုပေးလိုက်သည်ကိုလူအေးမှဝမ်းသာလုံး၍ကလေးလိုပင်ခုန်ပေါက်မြူးရူးနေသည်ဆရာကြီးနှင့်ငင်းချမ်းတို့ပင်ကိုလူအေးကိုကြည့်၍ပျော်တတ်များကူးလာသောကြောင့်စောစောကစိတ်မကောင်းသည်များလျော့ပါသွားရသည်ကိုလူအေးကဆရာကြီးလက်ကိုဆွဲ၍နှုတ်ဆက်သည်ဆရာကြီးမျက်နှာတွင်ရှိနေကြအပြုံးကလေးပြန်ပေါ်လာ၏ငင်းချမ်း၏လက်ကိုလည်းကိုလူအေးကဆွဲ၍နှုတ်ဆက်ပြန်သည်
တငယ်ချင်းအတွက်ငြိမ်းချမ်းဝမ်းသာပျော်ရွှင်မိ၏ကိုလူအေးမှာခန်းစာကိုယူသွားပြီးလျှင်ဆရာဆရာမများကိုကြွားနေပြန်သည်ကျောင်းသူကျောင်းသားများကိုလည်းသွားပြော၏ခဏအတွင်းမှာပင်ကိုလူအေးခန်းစာအတွက်တကြောင်လုံးဝမ်းသာပျော်မြူးနေကြ၏နေ့လယ်တွင်ကိုလူအေးကဆရာဆရာမများကိုလက်ဖက်တုပ်ဂျင်းတုပ်ပဲကြော်တုံးများဝယ်ကျွေးသည်အားလုံးပျော်ပျော်ပါပါစားကြရ၏နောက်တစ်နေ့နံနက်တွင်ကိုလူအေးကကျောင်းထဲသို့ဝင်လာသောအခါငါလှုပ်အားပေးစရာမဟုတ်ဘူးနော်တကယ်ဆရာဟုပြောသောကြောင့်ကျောင်းသူကျောင်းသားများရည်ကြသည်ဆရာကြီးနှင့်ဆရာဆရာမအားလုံးမှာကိုလူအေးစကားကြောင့်ပြုံးမိကြ၏တောက်ကြနေ့နံနက်ကျောင်းမတက်မီချိန်တွင်ခုနှစ်တန်းကျောင်းသားများကဆရာဆရာမများ၏အပန်းဖြေခန်းအတွင်းသို့ဝင်ရောက်လာ၍ဒီနေ့ဆရာဦးငြိမ်းချမ်းပြောရမယ်ဆိုတာဟုတ်သလားဟုမေးကြသည်ငြိမ်းချမ်းကဘာမှမဖြေဆရာဆရာမများမှာငြိမ်းချမ်းကိုတလဲဆရာကြီးကိုတလဲကြည့်နေကြသည်ဆရာကြီးကမင်းတို့ဘယ်သူပြောသလဲဟုကျောင်းသားများအားမေးလိုက်သည်ရင်မြပြောပါတယ်ဆရာကြီးရင်မြအဖေကိုဘာကြီးမောင်ကပြောလိုက်တဲ့မောင်ငယ်ကဆရာကြီးကိုပြောပြသည်ငြိမ်းချမ်းနဲ့ဆရာကြီးတို့တယောက်ကိုတယောက်လှမ်းကြည့်ကြသည်ဆရာကြီးကလိန်ညာ၍မပြောကျင်သောကြောင့်ခေါင်းညှိပြလိုက်သည်ဆရာဆရာမအားလုံးမှာဆရာကြီးနှင့်ငြိမ်းချမ်းကိုကြည့်၍အံ့အားသင့်နေကြ၏ကျောင်းသားများကပြန်မထွက်ဘဲရက်နေကြသည်ဟဲ့တငယ်ချင်းဟုတ်သလားကိုလူအေး၏အတန်ကချုပ်တိတ်ထားရသောအတန်ဖြစ်သည်ငြိမ်းချမ်းကကိုလူအေးကိုပြုံးပြလိုက်သည်ကဲဆရာဆရာမတို့ရောတပည့်တို့ရောနားထောင်ကြတပည့်ကြားတဲ့သတင်းကဟုတ်တယ်ဒါပေမဲ့ဆရာကြီးနဲ့ဆရာငြိမ်းချမ်းအားလုံးစိတ်မကောင်းဖြစ်မှာဆိုလို့မပြောဘဲနေတာဒီနေ့မနေ့ပိုင်းစာသင်ပြီးလို့နေခင်းကြရင်ဆရာတို့ဦးငြိမ်းချမ်းကိုနှုတ်ဆက်ပွဲလုပ်ကြမယ်ကဲသွားကြတော့ဆရာကြီးကဆရာဆရာမများနဲ့ကျောင်းသားများကိုပါတခါတည်းရှင်းပြလိုက်သည်မောင်ငယ်၏မျက်လုံးမှမျက်ရည်များစီးကျလာသည်မောင်ငယ်ကမျက်ရည်များကိုသူ့လက်ဖမိုးဖြင့်တုပ်ပြီးလျင်ထွက်သွားသည်ကျောင်းသားအားလုံးမှာမျက်ရည်ဝဲ၍ထွက်သွားကြ၏ဆရာကြီးနှင့်ဆရာဆရာမအားလုံးမှာဘာစကားမှမပြောမိကြဘဲငြိမ်၍ထိုင်နေကြသည်ဆရာကြီးကအားလုံးကိုထိန်ရန်အကောင်းဆုံးနည်းဖြင့်ခေါင်းလောင်းကိုတီးကကြောင်းတက်သည်ထိုနေ့နနက်ကဆရာဆရာမများရောကျောင်းသူကျောင်းသားများပါစာသင်ကြားမှုတွင်မြည်သူမှစိတ်မဝင်စားကြပါသူတို့ခင်မင်လေးစားသောဆရာနှင့်ခွဲရမည်ကိုဝမ်းနည်းနေကြသည်နေ့လယ်ပိုင်းဆရာဆရာမများ၏ထမင်းစားဝိုင်းနှင့်လက်ဖက်ရည်ဝိုင်းမှာတိတ်ဆိတ်ခြောက်ကပ်နေသည်ဆရာကြီးနှင့်ငြိမ်းချမ်းကတစ်ခါနှစ်ခါရည်စရာပြောကြည့်ဘယ်သူမှမရည်ကြပို၍ပင်ဝမ်းနည်းစရာဖြစ်စေသည်ခန်းတွင်သို့9တန်းကျောင်းသားများနှင့်6တန်းကျောင်းသားများပူးပေါင်းဝင်လာကြပြန်သည်သူတို့၏ဆရာကိုလက်ဆောင်ပစ္စည်းနှင့်ကြောခွင့်ပြုရန်တောင်းခံကြခြင်းဖြစ်သည်ငြိမ်းချမ်းကမြည်သည့်လက်ဆောင်ပစ္စည်းမှမပေးကြရန်နှင့်နှုတ်ဆက်ပွဲပြီးရင်တပည့်များလက်အုပ်ချီ၍ကြောသည်ကိုလက်ခံမည်ဟုပြောလိုက်သည်ကျောင်းသားများပြန်ထွက်သွားကြသည်ခဏကြာတွင်ဆရာဆရာမများ၏ပန်းဖြေခန်းထဲမှစပွဲပေါ်သို့ကျောင်းသူကျောင်းသားများဝယ်ပို့ကြသောမုံများတစ်ခုပြီးတစ်ခုရောက်လာနေကြသည်ကဲကလေးတွေရဲ့စေနာကိုတန်မိုးထားတဲ့အနေနဲ့ဒါတော့စပြဟုဆရာကြီးကဆိုသည်ကလေးများကျင်နေကြအောင်ငြိမ်းချမ်းတဲ့တကွဆရာဆရာမများအားလုံးစားကြသည်တို့ရရင်မုတ်တို့ကများ၍ဆရာဆရာမများကမစားနိုင်သောကြောင့်စားမန်းပင်အရာမထင်အောင်ဖြစ်နေ၏ကျောင်းပြန်တက်သောအခါဆရာကြီးကကျောင်းသားများနှင့်အတူခန်းစည်းများကိုဖယ်ကြသည်ခမ်းမကြီးဖြစ်အောင်ပြုပြီးလျင်ခုံများကိုပြင်ဆင်ကြသည်ခမ်းမကြီးထိပ်တွင်စပွဲနှင့်ကလပ်ထိုင်များချထားလိုက်ကြသည်ကျောင်းကြီးကကျောင်းသူကျောင်းသားများကိုခေါ်၍စနစ်တကျနေရာချပေးသည်ကျောင်းသူကျောင်းသားများမှာဆူဆူညံ့ညံ့မရှိဆရာကြီးညွှန်ပြသည့်နေရာများတွင်ငြိမ်ငြိမ်သက်သက်ထိုင်နေကြ၏ဆရာဆရာမများမှာပန်းဖြေခန်းထဲမှတယောက်မှမထွက်ကြတော့ကျောင်းကြီးကငြိမ်းချမ်းကိုခေါ်၍ကျောင်းသားများ၏ရှေ့တွင်ထိုင်ခိုင်းသည်ကဲတပည့်တို့ရဲ့ဆရာဦးငြိမ်းချမ်းဟာအလယ်တန်းပြဆရာကနေထက်တန်းပြဆရာအဖြစ်တိုးမြင့်ခံထားခြင်းခံရတယ်ဒါဟာတပည့်တို့ခင်မင်လေးစားတဲ့ဆရာအတွက်ဝမ်းသာစရာဖြစ်တယ်အခုတပည့်တို့ရဲ့ဆရာဟာချင်းတောင်ကတွန်းဆန်မြို့ကိုပြောင်းရွှေ့သွားမှာဖြစ်တယ်အဲ့ဒီမှာတပည့်တို့ရဲ့ညီနောင်သားချင်းဖြစ်တဲ့တိုင်းရင်းသားကျောင်းသူကျောင်းသားတွေကိုပညာသွားသင်ပေးရမှာဖြစ်တယ်မဖွံ့ဖြိုးသေးတဲ့ဒေသကသွေးချင်းသားချင်းတိုင်းရင်းသားတွေအတွက်တပည့်တို့ရဲ့ဆရာလိုစေနာကောင်းတဲ့ဆရာတွေလိုအပ်နေပါတယ်ဒါကြောင့်မို့လဲတပည့်တို့အနေနဲ့ဝမ်းသာမှာဖြစ်ပါတယ်ကဲတပည့်တို့ဆရာဦးငြိမ်းချမ်းကနှုတ်ဆက်စကားပြောပါလိမ့်မယ်ကျောင်းကြီးကသူစကားကိုအဆုံးသတ်လိုက်ပြီးနောက်ရုံးခန်းစီသို့ပြန်ထွက်သွားသည်ငြိမ်းချမ်းကမတ်တက်ရက်လိုက်သည်ကျောင်းသူကျောင်းသားများမှာတိတ်ဆိတ်ငြိမ်သက်စွာဖြင့်သူတို့ဆရာကိုကြည့်နေကြသည်စိုးစိုးကကျောင်းဆရာကြီးပြောသွားတဲ့အတိုင်းပါပဲ
ဆရာချင်းတောင်ပြောင်းရွှေ့အမှုထမ်းရမယ်ငိမ့်ညံကသူ၏အတန်ကိုတတ်နိုင်သမျှတည်ငြိမ်အောင်ကြိုးစား၍ပြောသည်အမှန်တော့တပည့်တို့နဲ့ခွဲသွားရတာမဟုတ်ပါဘူးဒီပြည်ထောင်စုတစ်ခုအတွင်းမှာအတူတူရှိနေကြတာပါပဲဆရာတပည့်တို့ဂရုပေးပါတယ်တပည့်တို့လိုပဲပညာလိုချင်ကြတဲ့တပည့်တို့ရဲ့သွေးချင်းသားချင်းတိုင်းရင်းသားတွေကိုဆရာတပည့်တို့အပေါ်မှာစေနာထားပြီးသင်ကြားခဲ့တယ်လို့သင်ကြားပေးပါမယ်တပည့်တို့ကိုဆရာမှားခြင်းပါတယ်ဆရာကြီးနဲ့တကွဆရာဆရာမတွေကိုယိုသေးလေးစားကြပါပညာအောင်ထူးချွန်အောင်ကြိုးစားကြပါနောက်တစ်နေ့တပည့်တို့ကြီးလာတဲ့အခါကျတော့ဆရာတို့လိုပဲနိုင်ငံအတွက်ရောက်ရအရက်မှာကြာရတောင်းကိုအကောင်းဆုံးကြေပွန်အောင်ထမ်းဆောင်ကြအောင်မှာဖြစ်ပါတယ်ဒီနေ့တပည့်တို့ဆိုနေကြတဲ့ကျောင်းကောင်စီရဲ့ဒိဋ္ဌံ၄ချက်လို့ပေါ့ထမဆုံးမိမိကိုယ်ကိုကောင်းအောင်ကြိုးစားကြဖို့လိုပါတယ်ဒုတိယကတော့မိမိအတန်းကိုကောင်းအောင်ကြိုးစားကြဖို့လိုပါတယ်တတိယကတော့မိမိကျောင်းကိုကောင်းအောင်ကြိုးစားကြဖို့လိုပါတယ်နောက်ဆုံးမှာတော့မိမိတိုင်းပြည်နဲ့မိမိလူမျိုးအတွက်ကောင်းအောင်ကြိုးစားကြရမှာဖြစ်ပါတယ်ကျောင်းသားများမှာအံ့ဩဖွယ်ကောင်းလာအောင်ပင်တိတ်ဆိတ်ငြိမ်သက်နေကြ၏သူတို့ဆရာ၏နောက်ဆုံးအမှားစကားကိုလေးစားစွာမှတ်သားနာယူနေကြသည်ဆရာဟာနိုင်ငံတောင်ကိုရောက်ရရက်မှာအကောင်းဆုံးထမ်းဆောင်ဖို့သွားမှာမို့တပည့်တို့ရောဆရာပါဝမ်းနည်းစရာမရှိပါဘူးဒါကြောင့်မို့ဆရာတို့ဝမ်းသာကြည်နူးစွာပဲနှုတ်ဆက်ကြရအောင်ငိုတာတော့ဆရာမကြိုက်ဘူးဘယ်သူမှမငိုကြနဲ့ကဲတပည့်တို့ကြော့ကြငိမ့်ညမ်းကပြန်ထိုင်လိုက်သည်ကျောင်းသားများကခုံမော်ရင်စောင့်ကြောက်ထိုင်၍ကျောင်းသူများကခုံမော်ရင်ဒူးတုပ်ထိုင်ကြ၍ကြော့ကြသည်ကျောင်းသူတယောက်ထံမှရှိုက်တန်တစ်ချက်ထွက်လာ၏တို့ရရင်သူ့ဘေးမှကျောင်းသားကဟဲ့မငုံနဲ့ဆရာငိုတာမကြိုက်ဘူးဟုတ်သတိပေးလိုက်သည်ထိုကျောင်းသား၏သတိပေးစကားကြောင့်ငိမ့်ညမ်းရင်ထဲတွင်နှင့်ကနေခံစားလိုက်ရသည်နောက်ထပ်မြေသူထံမှငိုတံထွက်ပေါ်မလာတော့ပါကျောင်းသူကျောင်းသားများသည်သူတို့ချစ်သောဆရာ၏စကားကိုလေးလေးစားစားလိုက်နာကြောင်းသက်သေပြနေကြ၏ကဲတပည့်တို့အားလုံးပြန်နိုင်ကြပါပြီငိမ့်ညမ်းကကျောင်းသူကျောင်းသားများကိုအိမ်ပြန်ခွင့်ပြုလိုက်သည်တို့ရရင်မြေသူမှမထငြိမ်သက်စွာထိုင်နေကြသည်ငြိမ်ချမ်းဘာဆက်လို့ရမှန်းမသိတော့ပါကျောင်းဆရာကြီးရုံးခန်းထဲမှထွက်လာသည်ကဲတပည့်တို့အားလုံးပြန်နိုင်ကြပါပြီဆရာကြီးကလေသံကိုမြင့်၍ပြောလိုက်သည်တို့ရရင်မြေသူမှမလုပ်ယခင်ကကျောင်းလွတ်လိုက်ရင်အပြေးလွှားထွက်သွားကြသောကျောင်းသူကျောင်းသားများသည်ယခုငြိမ်ချက်သားကောင်းနေ၏ကဲဆရာကလေးတွေတနာပါတယ်သူတို့ကျင်နာကိုခဏထိုင်နေလိုက်ပါကျွန်တော်တို့သူတို့ရှိမှမနေချင်ဘူးဟုတ်ဆို၍ဆရာကြီးသည်ရုံးခန်းစီသို့ပြန်ထွက်သွားသည်ငြိမ်ညမ်းဆက်၍ထိုင်နေရ၏ကျောင်းသူကျောင်းသားများကပြန်လဲမပြန်ထလဲမထဘာသာမှလည်းမထွက်ငြိမ်သက်စွာထိုင်နေကြသည်ခဏကြာတွင်ကျောင်းသားမိဘများရောက်လာကြသည်ကျောင်းတွင်သို့မဝင်ကြတိတ်ဆိတ်ငြိမ်သက်စွာဆန္ဒပြနေကြသည်နှင့်တူသောနှုတ်ဆက်ပွဲကိုကျောင်းပရင်းပေါက်များမှကြည့်နေကြသည်ဆရာကြီးထွက်လာပြန်သည်ကဲတပည့်တို့ရဲ့ဆရာလည်းဒီနေ့ပဲခီးထွက်ရမှာဖြစ်တယ်ဒါကြောင့်မို့တပည့်တို့ပြန်နိုင်ကြပြီဟုပြောပြန်သည်ကျောင်းသားတို့မှမိသူမျှမထကြပါပရင်းပေါက်မှကြည့်နေသောမိဘအချို့စိတ်မထိန်နိုင်၍ငိုကြသည်ကျောင်းသူကျောင်းသားများမိသူမှမငိုချိုးကထွက်လာသောမျက်ရည်ကိုတိတ်တိတ်ကလေးတုပ်ပြ၏သူတို့ဆရာကငိုတာမကြိုက်ဟုဆိုထားသည်မဟုတ်ပါလားငိမ့်ညမ်းမှာကျောင်းသားများ၏ရှေ့တွင်နေရခတ်လာသည်ရင်ထဲတွင်လည်းခံစားရလွန်းသည်ဆရာကြီးကငိမ့်ညမ်းကိုဆရာများပန်းဖြေခန်းဘက်သို့ခေါ်ခဲ့၏ကျောင်းသူကျောင်းသားများကထိုင်နေကြမြဲတာဖြစ်သည်ကျွန်တော်တော့ဒီနေ့သိစိတ်ထိခိုက်တာပါဆရာဘာမှလည်းမပြောချင်တော့ဘူးဟိုမှာဆရာလှုပ်ဖို့ကြိုင်ပတ်တွေကိုလည်းအားပေးပါအောင်ဆရာကြီးကငိမ့်ညမ်းကိုဆရာဆရာမများတန်သို့ညွှန်ပြလိုက်သည်ဦးလာမင်းကစာအုပ်တုပ်ကိုအတင်းအားဆက်၍ဖတ်နေသည်တို့ရရင်စာများကိုမြင်ဟန်မတူပါသူ့မျက်လုံးမှာမျက်ရည်များဖြင့်ပြည့်နေ၏ကိုလူအေးကစီးကြလာသောမျက်ရည်များကိုလက်ကင်ပေါ်ဖြင့်တုပ်နေသည်ဒေါခင်ထင်းနှင့်ဒေါခင်ဆန်းမှာစပွဲပေါ်တွင်မျက်နှာအပ်ထားကြသည်အစိုးဆုံးမှာဆီယာမာကြီးဒေါ်သိန်းကြီးဖြစ်၏ဆီယာမာကြီးကိုကြည့်ရတာကျွန်တော်စိတ်အထိခိုက်ဆုံးပဲဗျာသူခင်ဗျာသိတ်တနာစရာကောင်းတာပဲသွားပြီးအားပေးလိုက်ပါဦးဟုဆီယာကြီးကတိုက်တွန်းနေပြန်သည်ဒေါ်သိန်းကြီးသည်ခန်းတောင်မှခုံငယ်တစ်ခုပေါ်တွင်တယောက်တည်းထိုင်နေ၏သူစိတ်ကိုချုပ်တီးနိုင်အောင်ဆေးဘိုးလေးကြီးကိုတအားဖွာနေသည်
တို့ရရဲ့မျက်ရည်များကပါးပြတစ်လျှောက်တစ်ပေါက်ပေါက်ကျနေကြ၏ဆီယမကြီးကမျက်ရည်များကိုမတုပ်ပါဆေးလိပ်သားတွင်ဖွာနေသည်ငိမ့်ငိမ့်ထိချုပ်ထားသောအစည်းအတားများပင်ဆီယမကြီးကြောင့်ကျိုးပြတ်ရမည်ကဲ့သို့ဖြစ်လာ၏ငိမ့်ငိမ့်ရင်ထဲတွင်တင်းကျပ်လာသည်ငိမ့်ငိမ့်မျက်လုံးတွင်မျက်ရည်များရစ်ဝိုင်းလာကြ၏ကျောင်းရှိမှကားသံများကြားရသည်ငိမ့်ငိမ့်နှင့်ဆရာကြီးတို့ထွက်ကြည့်ကြသောအခါကျောင်းရှိတွင်လိုင်းကား၅စီးရပ်နေသည်ကိုတွေ့ရသည်ကျောင်းသားမိဘအချို့ကားပေါ်မှဆင်းလာကြသည်ကဲဆရာကြီးဒီကလေးတွေကိုပြန်ခိုင်းလို့လည်းရမှာမဟုတ်ဘူးကျွန်တော်တို့မိဘတွေလည်းကလေးတွေနဲ့ဆရာတို့ကိုကြည့်ရတာသိစိတ်ထိကြိုက်တယ်ဒါကြောင့်ရွာထဲသွားပြီးကားတွေစီးဆင်းလာကြတယ်ဆရာတို့ကားပေါ်တက်ကြပါဆရာဦးငိမ့်ငိမ့်ကိုကျွန်တော်တို့မန်းလေးထိလိုက်ပို့ကြမယ်ဆရာပစ္စည်းတွေလည်းကားပေါ်မှာရောက်ပြီဘာကြီးမုံလဲပါတယ်ကျောင်းသားမိဘတဦးကသူတို့၏အရေးပေါ်အစီအစဉ်ကိုဆရာကြီးအားရှင်းပြသည်ကျောင်းသားများကထိုင်နေကြဆဲဖြစ်၏ဆရာကြီးကကျောင်းသားများထံသို့လှမ်းကြည့်လိုက်သည်ကလေးတွေကိုလည်းမန်းလေးထိလိုက်ပို့ဖို့ခေါ်ခဲ့မှာပါဆရာကြီးကျောင်းသားမိဘတဦးကကလေးများဘက်သို့လှည့်၍ဆရာကြီးကိုပြောပြပြီးနောက်ကဲသားတို့သမီးတို့အားလုံးကားပေါ်တက်ကြမင်းတို့ဆရာကိုမန်းလေးထိလိုက်ပို့ကြမယ်ဟုတ်ပြောလိုက်သည်ထိုအခါကြမှပင်ကလေးများသည်လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီးနောက်ကားများပေါ်သို့တက်ကြသည်လူအားလုံးစုံသောအခါကားများထွက်ခဲ့ကြသည်ကားများစထွက်လျင်ကားတစ်စီးမှကျောင်းသူကျောင်းသားများကကျောင်းကောင်စီသချင်းကိုတန်ပြိုင်ညီညာစွာတီးဆိုလိုက်ကြသည်ထို့နောက်ကား၅စီးလုံးမှတီးဆိုသံထွက်ပေါ်လာသည်ကားများရွာထဲမှဖြတ်လာသောအခါရွာသူရွာသားများသည်အိမ်တိုင်းမှပြေးထွက်လာကြ၍လက်ပြနှုတ်ဆက်ကြသည်ကလေးများ၏သချင်းသံကိုနားထောင်၍စိတ်မကောင်းဖြစ်သောကြောင့်မျက်ရည်ကျကြသည်ကျမ်းမာရေးဆေးပေးခန်းရှေ့သို့ရောက်သောအခါဆေးမှုဦးမြပြေးထွက်လာပြီးမိယာကားပေါ်သို့တက်ကြသည်ကျောင်းသူကျောင်းသားများသချင်းကိုတစ်ခေါက်ပြီးတစ်ခေါက်စိုးနေကြသည်မိမိကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်ဟူသောအပိုက်ကိုရောက်နေအတန်ကြဲကြဲဖြင့်ထက်ခါတီးဆိုကြသည်ဆရာမများနှင့်မိဘများမှဘသူမှစကားမပြောနိုင်ကြကျောင်းသားများတီးဆိုနေကြသည်ကိုနားထောင်ရင်စိတ်မကောင်းဖြစ်၍မျက်ရည်ကျနေကြ၏ငိမ့်ငိမ့်ပါးနှစ်ဖက်ပေါ်တွင်မျက်ရည်များစီးကျလာကြသည်ငိမ့်ငိမ့်ဘေးတွင်ကပ်၍ထိုင်နေသောဆရာကြီးကငိမ့်ငိမ့်လက်ကိုဆုပ်ပြီးကျွန်တော်ခမည်းအတွက်တကယ်ဂုဏ်ယူတယ်ဗျာခုလိုစိတ်ထိခိုက်ရတာသိဂုဏ်ယူစရာကောင်းတယ်ဟုတ်ပြောသည်ဆရာကြီးလေသံမှာတုံတုံရင်ရင်ဖြစ်နေ၏ဆရာကြီးခမည်းသူ့စိတ်ကိုထိန်းချုပ်၍ပြောနေရသည်ဟုငိမ့်ငိမ့်နားလည်ပါသည်ဆရာကြီးမျက်လုံးများတွင်မျက်ရည်များရစ်ဝဲလျက်မန်းလေးစီသို့ကားတိုင်းကြီးမှာအောင်မေလဲကံမောင်ရိုးတိုင်းသွားနေ၏ကား၅စီးပေါ်မှကျောင်းသားကျောင်းသူများ၏ညီညာသောသချင်းသံသည်လမ်းတစ်လျှောက်လုံးမှာဝဲပြန်ကြက်ရစ်ခဲ့ပါ၏မိမိကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်လယ်ရင်းသားစောချစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆရာကြီးလယ်ရင်းသားစောချစ်ရဲ့ပန်းမြိုင်လယ်ကဥယျာဉ်မိုးဆိုတဲ့ဝတ္ထုလေးကိုငယ်ချင်းတို့အားလုံးစိတ်တိုင်းကြလိမ့်မယ်လို့ယူကမျှော်လင့်ပါတယ်နောက်ဆုံးနားလေးမှာအဲ့မှာစာဖတ်ပြနေနဲ့မျက်ရကျသေးတယ်အရေးသားကောင်းလိုက်ပါပြီနဲ့တော့နော်နောက်ဆုံးမှာလေလူတွေရဲ့စကားပြောတာလေသူတို့ငိုတယ်အောင်သမင်တကာယူဘယ်လိုပြောရမလဲဟန်လုပ်ပြီးတော့ပြောနေတာမဟုတ်သေးယူရဲ့တကယ်ငိုတယ်ကြီးနဲ့ပြောနေတာအားလုံးလည်းကြိုက်နေတတ်ကြလိမ့်မယ်လို့ယူကမျှော်လင့်ပါတယ်ကျမကတော့စာဖတ်သူယူပါရှင်